မှာနှုတ်တော့ရေးနေကြတယ်နှုတ်က setting ကိုကျွန်တော်တို့မချိန်တက်တဲ့သူတွေနဲ့ကျွန်တော်တို့လူအများမြင်အောင် public ပုံစံပြောင်းတဲ့နည်းလေးကိုမသိသေးတဲ့သူများအတွက်ဒီဗီဒီယိုလေးမှာအားလုံးအတွက်ကျွန်တော်ကနေပြီးတော့မျှပေးပါမယ်ခင်ဗျာကျွန်တော်တို့ကပထမဆုံးအနေဖြင့် Messenger ရဲ့ထိတ်ဆုံးမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပါအပေါင်းလေးကိုနှိပ်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့ရွေးချက်ခွင့်ပေးပါတယ်အဲ့တော့ကျွန်တော်တို့က new note ဆိုပြီးတော့ရှိတယ်အဲ့တော့ new note ကိုတစ်ချက်ရွေးလိုက်ရွေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့ဒီနားလေးမှာရှိနေတဲ့အောက်မှာ chain ပေါ့နော်24 hour ဆိုလို့ရေးထားတဲ့နားလေးက chain ဆိုတာဟာကိုကျွန်တော်နှိပ်ပေးပါနှိပ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက်ချင်းစီရှင်းပြပေးမယ်အပေါ်ဆုံးကကျွန်တော်တို့ front end connection နဲ့ပေါ့နော် connection နဲ့ဆိုတာကျွန်တော်တို့ဘာကိုပြောထားလဲဆိုတော့အရင်တော့ဆိုလို့ရှိရင် public ပေါ့နော်ကိုရေးတဲ့ note ကိုကျွန်တော်တို့စီးပွားရေးလုပ်နေတဲ့လုပ်ငန်းရှင်တွေနဲ့လူအများနဲ့ထိတွေ့ဆက်ဆံခြင်းတဲ့သူတွေဆိုလို့ရှိရင်ကျွန်တော်တို့ကနေပြီးတော့အပေါ်ဆုံးက friend and connection တွေကိုကျွန်တော်တို့ရွေးပေးပါဒါဆိုရင် public ပါတချို့က friend only နဲ့ထားတယ်တချို့က custom ဖြစ်နေရဆိုရင်ဒီနေရာလေးကိုပြောင်းပေးပါကျွန်တော်တို့ရဲ့နှုတ်မှာရှိတဲ့ဥစ္စာကိုကျွန်တော်တို့က24 hour မြင်စေချင်တာလား12နာရီလား6နာရီလား3နာရီလားအဲ့တော့ကျွန်တော်ကတော့အကောင်းဆုံးကြံပေးချင်တာတော့24နာရီတရက်မြင်အောင်လုပ်ပြီးတော့လုပ်တာအကောင်းဆုံးပဲเนาะအဲ့တော့ဒီ setting လေးကိုဒီလိုမျိုးလေးကျွန်တော်တို့ change ပြီးပြီဆိုလို့ရှိရင်စိတ်ကိုကျွန်တော်တို့နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ရွေးချင်တဲ့နှုတ်ကလေးကိုကျွန်တော်တို့ကနေပြီးတော့ရေးပေးပါကျွန်တော်တို့ရေးချင်တာကိုရေးပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့က share ကိုနှိပ်လိုက်ပါဒါဆိုလို့ရှိရင်ရသွားပြီပေါ့နော်ကျွန်တော်ပြောသလိုလူအများနဲ့တွေ့ရပြီတရက်လည်းကျွန်တော်အဆင်ပြေပြီပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်